အပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာမေးထားလေးရှိလို့နော်ဆိုတော့ဘဝမှာအပေါင်းအသင်းကဘယ်လောက်ထိအရေးပါလဲဆိုရင်ကျွန်တော်တို့နော်38ပြမင်္ဂလာမှာလူမိုက်ကိုမပေါင်းပါနဲ့လူလိမ္မာကိုပေါင်းပါဆိုတဲ့ကျွန်တော်အတိဝနာစာပါလန်နဲ့ပဏိတာနိသတိဝနာဆိုတာကျွန်တော်ဟောထားပြီးသားဖြစ်ပါတယ်ဒါပထမဦးဆုံးချက်နော်အရေးကြီးတယ်ကိုယ့်ရဲ့အနာဂတ်ကောင်းမှုဆိုတာလေအပေါင်းအသင်းနဲ့ဆိုင်တယ်လို့ကိုယ့်ရဲ့အနာဂတ်ပျက်စီးသွားဖို့ဆိုတာလေအပေါင်းအသင်းနဲ့ဆိုင်တယ်သတိထားပါကိုယ့်တဲ့ကြီးဒီပဲဖြစ်စေငယ်ဒီပဲဖြစ်စေကိုယ့်နဲ့ရွယ်ဒီပဲဖြစ်စေကိုယ့်ရဲ့အပေါင်းအသင်းတွေအများကြီးရှိနေတတ်တဲ့ပတ်ဝန်းကျင်မှာတခုသတိထားမှာကဘာလဲဆိုရင်ကိုကောင်းတာလုပ်ရင်သူတို့အားပေးလားကိုမကောင်းတာလုပ်ရင်သူတို့အားပေးလားဆိုတာသတိထားမှာပါတချို့အရာတွေကအရန်တိတာလုံးမြဲတချို့အရာတွေကမမြင်နိုင်ဘူးဗျကျွန်တော်ဘဝမှာအများကြီးကြုံခဲ့ဘူးတယ်နော်ဆိုတော့ကိုကလူတယောက်ကိုဒေါသထွက်မိရင်ဘေးကနေမြောက်ထိုးပင်ကုန်နဲ့တကယ်ချင်းမင်းမှန်တယ်ငါညီမင်းမှန်တယ်ဆိုပြီးတော့ဒါပြောတယ်ပေါ့နော်ပထမတော့သတိမထားမိနောက်ပိုင်းကိုယ့်ရဲ့ဒေါသတွေကအဲ့လူတယောက်ပေါ်မှာမုန်းတဲ့ပုံမုံလာမိတယ်ဒါကိုကြည့်ရမယ်အော်ငါမှားနေပြီဆိုတော့ကျွန်တော်ပြန်သိတဲ့အချိန်မှာကျွန်တော်အဲ့အပေါင်းအသင်းနဲ့ကျွန်တော်စကားများပြီးတော့ကျွန်တော်မပေါင်းပြစ်တော့ဘူးပေါ့နော်ဒါကျွန်တော်နဲ့နီးစပ်ခဲ့တဲ့ငယ်တုန်းကကျွန်တော်တကယ်ချင်းတို့တိပါတယ်အဲ့ကိစ္စတွေဆိုလဲနော်နောက်တစ်ခုကတချို့တွေကြတော့ကိုယ်အမုန်းခံပြီးလိုက်ဆုံးပါတယ်ရွယ်တူတွေရောတချို့ဆိုကျွန်တော်ဆရာလို့လည်းပြောလို့ရတယ်ပေါ့နော်ဆရာနီးပါးကိုသူတို့တော်ကြတယ်လိုက်ပြီးဆုံးမတယ်အမုန်းခံပြီးပြောပြတယ်ပေါ့နော်ဘယ်လောက်ထိအမုန်းခံပြီးပြောလဲဆိုရင်ကိုကဘောနော်ဒီလူတယောက်နဲ့ပြဿနာဖြစ်တယ်ဒါမှမဟုတ်ကိုဆရာသမားနဲ့ပြဿနာဖြစ်တယ်ဒါမှမဟုတ်ကိုအပေါင်းတဲ့ငယ်ချင်းနဲ့ပြဿနာဖြစ်တယ်ဆိုရင်ဒီသူတို့တွေကဂျားဝင်ပြီးတော့ဟိုဘက်လည်းမပါဘူးဒီဘက်လည်းမပါဘူးဂျားကနေဖြန့်ပြင်းပေးတယ်ဥပမာဆိုရင်ဘောနော်မဟုတ်ဘူးညီလေးမင်းတွေးတာမှားနေတယ်မင်းဆရာမင်းပေါ်ကိုကောင်းတယ်ဒါမှမဟုတ်ဘောနော်မဟုတ်မင်းဒီအပေါင်းတဲ့ကမင်းပေါ်ကိုကောင်းတယ်သူကမင်းပေါ်ကိုကောင်းတယ်ဒီလိုအပွိုင်လေးတွေမှာမင်းထောက်ကြည့်ဆိုရင်ကိုကသူ့ပေါ်ကိုမုန်းတိမဲ့စာပြန်ပြီးတော့ပြေလေခြင်းစီလေးပေါ်လာဒါဆို तू ကအမုန်းခံပြောတာနော်တကယ်လို့ကျွန်တော်ဒါအဲ့ကိစ္စကိုလက်မခံခဲ့ဘူးဆိုရင် तू ကအမုန်းခံမှာဂျားလူပါဗောနော်ဆိုတော့တချို့ကကြတော့မြောက်ထိုးပင့်ကိုလောက်တယ်နော်ဆိုတော့တခုခုဆိုရင်ကိုကောင်းသားဖို့သူကမလိုလားဘူးပေါ့တခါတည်းကျသူတို့စိတ်ထဲမှာပေါ့အဲ့လိုမတည်ဘူးပေါ့နော်ဒါပေမဲ့သူတို့လွတ်လပ်တဲ့အပြုအမူတွေကကိုယ့်ရင်ထဲမှာဖြစ်စေတယ်အပေါင်းအသင်းတွေကိုကွဲစေတယ်ဆရာသမားဆရာတပည့်ကိစ္စတွေကိုဂျားနေပြီးတော့ကျွန်တော်အနောက်ရှက်ပေးတဲ့ပုံစံနဲ့အတွက်ကြောင့်မလို့ဆရာဒီဆရာတပည့်မတည့်မှုတွေဖြစ်တတ်တယ်မိဘနဲ့သားသမီးတွေမတည့်မှုတွေဖြစ်တတ်တယ်မောင်နှမအချင်းချင်းသွေးကွဲမှုတွေဖြစ်တတ်တယ်ဒီလိုမျိုးလူတွေဆိုအမြဲရှောင်ပါနော်ကိုကတခါလေးမှလူကောင်းတယောက်နဲ့တွေ့နေဆိုရင်သူအဲ့လူကောင်းနဲ့ပေါင်းတာမကြိုက်ဘူးအဲ့ရ तू ကဂျားကနေမြောက်ထိုးပင်ကုန်နဲ့အဲ့ရောက်မင်းပေါ်မှာ तू ဘာလူချင်းလို့ပေါင်းတာညာလူချင်းလို့ပေါင်းတာဆိုပြီးတော့ကိုယ့်ရဲ့ကောင်းတဲ့စိတ်လေးတွေပျက်စီးသွားတယ်အဲ့လိုမျိုးလူမျိုးတွေတတိထားပါအများကြီးရှိတယ်နော်နောက်နေ့ဒီမှာကျွန်တော်အဲ့ဒီပေါ့နော်လူမိုက်နဲ့လူလေးမှာအကြောင်းထက်လက်ပြီးတော့ရှင်းပြပေးတော့ပါမယ်ဒါကြောင့်မလို့လွယ်လွယ်ကူမှတ်မယ်ဆိုရင်ကိုကောင်းတာကိုအာမပေးပဲမကောင်းတာကိုအားပေးရင်အဲ့ဒါကလူမိုက်ပါသူကျေးဇူးတင်ပါတယ်